ဒီနေ့ဟာမင်းကလေးရဲ့ကြောင်းတက်တဲ့ပထမဆုံးနေ့ဖြစ်ပါတယ်မတော်တဆသူမကလူဆိုးကောင်လေးရဲ့ထိုင်ကုန်မှာသွားထိုင်လိုက်မိပါတယ်အတန်းဖော်တယောက်ကသဘောကောင်းကောင်းနဲ့နေရပြောင်းမှုတတိပေးခဲ့ပေမဲ့သူမကဂယုမဆိုင်ခဲ့ပါဘူးနောက်ပိုင်းလူဆိုးကောင်လေးကအတန်းနဲ့ပြန်ဝင်လာပြီးသူ့နေရာကိုတယောက်ကယူထားတာကိုမြင်သွားပါတယ်အရန်ဒေါသထွက်ပြီးမင်းကလေးကိုအတန်ကြီးနဲ့ထွက်သွားဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့မင်းကလေးကလုံးဝမကြောက်ဘဲသူငယ်ဘဝကလေးကလူဆိုးတွေများတဲ့ရွာထဲမှာကြီးပြင်းလာခဲ့လို့လူဆိုး20ယောက်လောက်ကိုတယောက်တည်းနဲ့တောင်အနိုင်ယူနိုင်သူဖြစ်ပါတယ်။ဒါကြောင့်သူမကအတန်လျှော့ပြောဖို့ပြောပြီးသူ့အသက်ရှူနေမကောင်းဘူးလို့တောင်လောင်ပြောင်လိုက်ပါတယ်။အဲ့ဒီစကားကြောင့်အရှက်ရပြီးဒေါသထွက်သွားတဲ့လူဆိုးကောင်လေးကသူမရဲ့စာအုပ်ကိုချက်ချင်းနှစ်ပိုင်းခွဲပျက်စီးစေလိုက်ပါတယ်။သူမကပြန်တိုက်ဖို့ပြင်ဆင်နေချိန်မှာပဲကျောင်းအုပ်ကြီးဝင်လာတာကြောင့်အတန်းထဲမှာတိတ်ဆိတ်သွားပါတယ်။ပထမနေ့မှာပဲကျောင်းထုတ်ခံရမလို့မဖြစ်ချင်တဲ့အတွက်မင်းကလေးကဒီကိစ္စကိုလွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စကဒီလောက်နဲ့မပြီးဆုံးသေးပါဘူး။ကြောင်းစင်းပြီးနောက်လူဆိုးကောင်လေးကသူမကိုထောင်ချောင်မှပိတ်ဆို့လိုက်ပါတယ်။သူမကလှုပ်ဝက်တိုက်ခိုက်မှုကိုလွယ်လွယ်နဲ့ရှောင်ရှားနိုင်ခဲ့ပါတယ်။ပြီးတော့ဘတ်စကတ်ဘောလုံးတစ်လုံးကိုသူ့ရီးစားမိန်းကလေးရဲ့ခြေထောက်ဘက်ကိုပစ်လိုက်ပြီးရွေချက်ရှိရှိလှုပ်တာပါလို့ပြောရင်းဟာဟာလိုက်ရပါတယ်။အဲ့ဒါကြောင့်လူဆိုးကောင်လေးကသူ့လက်အောက်ခံတွေကိုသူမကိုတိုက်ခိုက်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့သူမကတစ်ချက်တည်းနဲ့အားလုံးကိုလဲချနိုင်ခဲ့ပါတယ်။အဲ့ဒီအခါလူတိုင်းအယံအံ့ဩသွားကြပါတယ်မိန်းကလေးကယုံကြည်မှုအပြည့်နဲ့အားလုံးတစ်ခါတည်းလာကြပါလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကြောင့်အားလုံးဒေါသထွက်သွားပေမဲ့မိနစ်အနည်းငယ်အတွင်းမှာပဲသူမကအားလုံးကိုအနိုင်ယူပြီးသူတို့အားလုံးဘိုက်ကိုကင်ထားရတဲ့အထိနာကျင်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲကျောင်းအုပ်ကြီးကရုတ်တရက်ပေါ်လာပါတယ်လူဆိုးကောင်လေးကတိုင်ကြားဖို့ကြိုးစားပေမဲ့ကျောင်းအုပ်ကြီးကလုံးဝဂရုမစိုက်ပဲမိန်းကလေးကိုထိခိုက်မိလားလို့စိုးရိမ်စွာမေးမြန်းပါတယ်သူမကခေါင်းရမ်းပြီးမထိခိုက်ဘူးလို့ပြပါတယ်ဒီမြင်ကွင်းကိုမြင်ပြီးလူဆိုးကောင်လေးကသူတို့ပဲအတိုက်ခံရတာပါလို့အလင်းမြန်ရှင်းပြပေမဲ့ကျောင်းအုပ်ကြီးကမိန်းကလေးကိုပဲထွက်သွားဖို့ပြောလိုက်ပါတယ်ဒီလိုဖြစ်လာမယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး